ရှင်။ကျမတို့ပေါင်စကားဝိုင်းတင်ဆက်မှုစီစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမှာကတော့လန်စီဒေတာရှိ KIO KIA နဲ့တရုတ်လုပ်ငန်းရှင်များပူးပေါင်းလုပ်ကိုင်နေတဲ့စုကဘာကမ္ပဏီမီးလောင်မှုဖြစ်ပွားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်စောလော်မြို့နယ်လန်စီကျွေးရရှိ KIO KIA နဲ့လောပန်းအတွင်ကြားရင်တို့ပူးပေါင်းလှုပ်ဆောင်နေတော့စုကဘာကမ္ပဏီတွင်ဖေဖော်ဝါရီ2ရက်နေ့ညနေ9:00နာရီခန့်ကမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့လန်စီဒေတာခန်တူဦးကပြောပါတယ်။ဖေဖော်ဝါရီ2ရက်နေ့ညနေကဖြစ်သွားတာဟုတ်တယ်။တရုတ်အမျိုးသား3ဦးမီးလောင်ခံထိတယ်လို့သိရတယ်။တေမတေတော့မသိသေးဘူး။သူတို့ရွှေလို့ရင်မီးလောင်တာလို့တော့ပြောနေကြတယ်။အတိအကျတော့မသိရသေးဘူး။မီးကတော့တော်တော်လေးကြီးတယ်။လောင်စာတွေလည်းအများကြီးရှိတော့ပူဆိုးတာပေါ့။ဒါကဒေတာခန်တွေအပေါ်မတရားလုပ်ခဲ့လို့သူတို့အကျိုးသူတို့ပြန်ခံရတာလို့သူကပြောပါတယ်။အဆိုပါလန်စီဒေတာတွင် KIO KIA တို့ကနေတရုတ်နဲ့အကျိုးတူပူးပေါင်းလုပ်ကိုင်ရန်ဒေတာခန်တွေကိုမောင်းထုတ်ခြင်းဒေတာခန်တွေကိုရွှေရှိတဲ့နေရာတွေကိုအတိအကျဖော်ပြနိုင်ပါကလောက်ကွက်ချပေးမိဟုဆိုကလိန်လေ၍လောက်ကွက်သိမ့်ပိုက်ခြင်းဖြစ်စဉ်တွေဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။သူတို့တွေလူလေကြခဲ့လို့သူတို့ပြန်ခံရတာဟုတ်တယ်။ရွှေရှိတဲ့နေရာတွေကိုမသိတော့ရွှေရှိတဲ့နေရာတွေကိုမြေပုံအညွန့်နဲ့ပြနိုင်ရင်လောက်ကွက်ချပေးမယ်လို့ပြောတယ်။တကယ်တမ်းကျအဲ့ဒီလောက်ကွက်တွေအကုန်တိမ့်ပြီးတရုတ်နဲ့တူစားတယ်။တနိုင်တပိုင်လောက်ကန်တဲ့ဒေတာခန်တွေရောအခြားဒေတာကလာလုပ်တဲ့သူတွေရောအကုန်မောင်းထုတ်တယ်။ခုတော့သူတို့ရဲ့ရုပ်မာတဲ့လုပ်ရက်တွေကိုဖျားကပြစ်ဒဏ်ပေးတာဟုတ်တယ်။သူတို့နဲ့ပူးပေါင်းလုပ်တဲ့သူတွေလည်းအပြစ်ပေးခံရမှာပဲလို့သူကထပ်မံပြောပါတယ်။လက်ရှိလန်စီဒေတာ၌တိုက်ပွဲများပြင်းထန်နေတဲ့အတွက် KIO KIA တို့ကနေရွှေတူးဖော်ခြင်းလုပ်ငန်းတွေကိုအပြင်းထန်လုပ်ကိုင်နေတဲ့အတွက်ယခုလိုမီးလောင်ရခြင်းဖြစ်တယ်လို့ဒေတာခန်တွေတုံ့တက်နေကြပါတယ်။ကျမတို့ပေါင်စကားဝိုင်းတင်ဆက်မှုစီစဉ်ကနေကချင်ပြည်နယ်ထူးဒေတာတွင်ဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးတွေကိုကဏ္ဍစုံလင်စွာတင်ဆက်ပြီးတော့မှာဖြစ်ပါရရှင်။